သမီးဆုံးရှုံးတယ်ဆိုပေမဲ့ဘယ်တော့မှမအောင်မြင်တာမျိုးမဟုတ်ပါဘူးတနေရာမှာရှုံးဝင်တဲ့တနေရာမှာတော့အောင်နိုင်တာပါပဲခြေကွဲဝမ်းနေတယ်ဆိုပေမဲ့မပျော်ဖိုက်နိုင်တာမျိုးမဟုတ်ပါဘူးအချိန်တစ်ခုမှခြေကွဲဝမ်းနေပေနဲ့နောက်အချိန်တစ်ခုကျတော့ပျော်စရာဖြစ်လာတာမျိုးလည်းရှိပါတယ်လှည့်လို့ရှုခံရတယ်ဆိုပေမဲ့လုံးဝအကူအညီကင်းမဲ့သွားတာမျိုးမဟုတ်ပါဘူးတယောက်ကကိုယ်လက်လို့ရှုသွားပေနဲ့တယောက်ကတော့ကိုယ်ကိုပြန်ကူညီတာမျိုးလည်းရှိပါတယ်တခုခုမှဆုံးရှုံးသွားပေမဲ့တခုခုမှအဆင်ပြေအောင်နိုင်ပါတယ်ခြေကွဲဝမ်းနည်းစရာတခုရှိပေနဲ့ပျော်ရွှင်ရေမောစရာတခုကလည်းကြုံနိုင်ပါသေးတယ်တစုံတစ်ယောက်ကလှည့်လို့ရှုပေနဲ့တစုံတစ်ယောက်ကပြန်ကူညီနိုင်ပါတယ်ဖြည့်စီမရအောင်ခြေကွဲဝမ်းနည်းဆုံးရှုံးသွားစရာဘာမှမရှိပါဘူးသမီးရဲ့ဘဝဆိုတာဒီလိုပဲကောင်းလိုက်ဆိုလိုက်အစဉ်ပြေလိုက်မပြေလိုက်နဲ့လုံးချလိုက်ပြီးသွားနေကြတာပဲမဟုတ်လားဒါပေမဲ့ကိုကသိတရားရှိမယ်ဉာဏ်ရှိမယ်ဆိုရင်တော့အဆိုးနဲ့အောင်ကောင်းမြတ်အောင်ကြိုးစားလေ့လာသင်ယူကျင့်ကြံအားထုတ်သွားမယ်ဆိုရင်တော့ဘဝဆိုတာကံကြမ္မာစိုးတွေနဲ့လွဲချော်ပြီးတော့ကောင်းသောကုသိုလ်လေးတွေနဲ့နေတတ်သွားပါလိမ့်မယ်ဓမ္မကိုစောစောနားလည်ထားရင်တော့သမီးပို့ပြီးတော့ဘဝကိုကျင့်ဆိုင်နိုင်တာပေါ့မိမိယုံကြည်ကိုးကွယ်တဲ့ဘုရားကိုနှလုံးသားထဲမှာအမြဲထည့်ထားပြီးမမစ်မလျော့နေရင်တော့ဘာပဲဖြစ်ဖြစ်စိတ်ငြိမ်းချမ်းတာပေါ့သမီးရဲ့ဝမ်းနဲ့ကြည်ကွဲစရာတွေကတော့ဘယ်လိုပဲလာဓမ္မတရားနဲ့ဖြည့်သိမ့်တတ်အောင်သမီးကြိုးစားရလိမ့်မယ်